အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ The Justice Way သတင်းဌာနပါကိုစင်ပါဒီနေ့တင်ဆက်ပေးမယ့်အကြောင်းကတော့အားလုံးလည်းသိပြီးသားဖြစ်တဲ့အတိုင်းပေါ့နော်မနေ့ကဒီထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားတဲ့ဇွန်လ12ရက်နေ့ကနော်12ရက်နေ့ကတော့ဖြစ်တာတော့မဟုတ်ဘူးဖြစ်တာတော့ကျွန်တော်စိတ်တင်ဇွန်လ9ရက်10ရက်လောက်ကနေပြီးတော့ဖြစ်လိမ့်မယ်သိတာတော့17ရက်နေ့လောက်ကသိပုံရတယ်ပေါ့နော်ဒီအထဲထဲမှာဖြစ်နေတာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီဘန်ကောက်မြို့မက္ကဆန်နယ်မြေပေါ့နော်ဒီဆွမ်းရတဘာရော့ပေါ့နော်သူကထိုင်းနည်းနည်းထိုင်းလို့ဆိုတော့နယ်မြေတွေကနည်းနည်းလေးကျွန်တော်ပြောတဲ့ဟာနဲ့တော့နည်းနည်းလေးကွဲလွဲတာမျိုးတော့ရှိမယ်ပေါ့နော်အတန်ထွက်ဒီပါကွဲလွဲတာမျိုးရှိမယ်14ရက်ကွက်မှာအသက်ခံရတဲ့ဒီမြန်မာအမျိုးသမီးပေါ့နော်မအေးနွယ်ပေါ့နော်အသက်34နှစ်ရှိတယ်ပေါ့နော်အသက်34နှစ်ရွယ်မအေးနွယ်ကိုသူ့ရဲ့ခင်မွန်းဖြစ်သူကတက်ဖြတ်သွားတယ်ဖြစ်စဉ်ပေါ့နော်ပုံမှန်လင်းပြောပြလို့ရှိရင်ဒီရဲဘက်ကထုတ်ပြန်တဲ့ဒီတပ်ပုံမှတ်တမ်းတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကြည့်ရှုတဲ့လူတွေလည်းတော်တော် shock ရမှာထင်ပါတယ်တက်ဖြတ်ရုံနဲ့မကဘူးပေါ့နော်ကြည့်ရတာအလောင်းဖြောက်ဖြတ်ဖို့လည်းစူးစမ်းပုံရပါတယ်ကျွန်တော်တို့ကျွန်တော်တို့ဝက်စားထဲတဲ့ကော်ဘုံပေါ့နော်ဒီကော်ဘုံတွေကိုအပိုင်းပိုင်းကိုခုတ်ပြီးတော့ကျွန်တော်တို့ကြက်ကလေးငှက်ကလေးခုတ်လို့ပေါ့နော်ဒီအပိုင်းပိုင်းခုတ်ပြီးတော့ဒီရင်တွေပါရင်ုံတွေပါခွဲပြီးတော့ထိုးထည့်ထားတဲ့သဘောမျိုးပေါ့နော်တွေ့တဲ့အချိန်မှာသူ့ရဲ့ဒီမအေးနွယ်ရဲ့အလောင်းကိုတွေ့တဲ့အချိန်မှာအဲ့လိုတွေ့တာပေါ့နော်ကျွန်တော်တို့အဲ့ဒီစာကြီးတွေ့ပြီးတော့ကျွန်တော်တို့အဲ့ဓာတ်ပုံမှတ်တမ်းကြီးကြည့်ပြီးတော့တော်တော်စိတ်အဆင်မပြေဖြစ်ရတယ်ပေါ့နော်ဘာပြောကလေးတငယ်တွေနဲ့ဒီနှလုံးအခမ်းရှိတဲ့လူတွေလည်းမကြည့်ဖို့ကျွန်တော်ဒီကနေလည်းတိုက်တွန်းချင်ပါတယ်တော်တော်ရဲဆက်ဆက်အသက်ပြတ်ခံထားရတယ်ပေါ့နော်သူ့နာမည်ကတော့ဒီမအေးနွယ်နဲ့ပေါင်းသင်းနေတဲ့လူကတော့အောင်ပြေကောအောင်ပြေပေါ့နော်အောင်ပြေပေါ့နော်ဒီမအေးနွယ်ကတော့ကျွန်တော်တို့သိသလောက်တော့ဒီတော်လိုင်းမှာလည်းဒီဒါပါဝင်နေတဲ့ဒီထောက်ပို့ပေါ့နော်ထောက်ပို့လေးလည်းလုပ်တယ်ဆိုတော့အနေထားမျိုးကျွန်တော်တို့သိရတယ်သူမျိုးသားကြောင့်တော့ကျွန်တော်ကောင်းကောင်းမသိဘူးပေါ့နော်သူမျိုးသားကတော့အောင်ပြေခေါ်အောင်ပြေပေါ့နော်အောင်ပြေဆိုတဲ့တိတ်ရောက်ပေါ့နော်အဲ့တော့သူ့ကိုရဲဘက်ကနေပြီးတော့ဒီထိုင်းရဲတပ်ဖွဲ့ကနေပြီးတော့လိုက်ဖမ်းဖို့စူးစမ်းစပြီးတော့စူးစမ်းပေါ့နော်ဇွန်လ12ရက်နေ့ကတော့သူထုတ်ပြန်ချက်တွေပါတယ်ဒီဆွဲချက်တွေဖမ်းရမ်းနေသူဇွန်လ12ရက်နေ့ကနေထုတ်လိုက်တဲ့အချိန်မှာပဲသူကဘယ်ရောက်သွားပြီလဲဆိုတော့ဒီမြန်မာပြည်ကပြန်ပို့ပေးတဲ့ဒီအောက်လန်းပွဲစားကနေတဆင့်ပေါ့နော်ဒီမြန်မာပြည်လေးပြန်ရောက်သွားပြီပေါ့နော်ရောက်သွားတော့ရောက်သွားပြီပေါ့နော်ရောက်သွားတော့ဒီဘဲဆောက်ကဒီခရိုင်တက်ကခရိုင်ရဲမှုတွေဘာတွေကလည်းဒီလမ်းကြောင်းတွေ trick တွေဘာတွေတောက်လျှောက်လိုက်ပြီးတော့ဒီ pound run တွေဘာတွေထုတ်လိုက်ပေါ့နော်ထုတ်လိုက်တော့ဒါပေမဲ့ဒီနေ့မနက်မှာပဲဒီအောင်ပြေကောအောင်ပြေကိုကျွန်တော်တို့ဒီဟိုစားမှာတွေ့သွားတယ်ပေါ့နော်ဒီကျွန်တော်တို့သူပြေးတာဒီလူကကိုပြေးတာကျွန်တော်တို့ ARD တိုင်းဟင်းသရခရိုင်ကိုပြေးတာပေါ့နော်ဟင်းသရခရိုင်ကိုပြေးတာဟင်းသရခရိုင်ကိုပြေးတာပေါ့နော်ပြေးတော့ဒီနေ့မနက်မှာပဲသူ့ကိုစကားထားရဲ့ရဲတပ်ဖွဲ့ကမိတယ်လို့ကျွန်တော်တို့ဒီရဲသတင်းတွေအဓိကထားပြီးမှုခင်းသတင်းပေါ့ဗျာရင်တော့မှုခင်းသတင်းတွေဖော်ပြပေးနေတယ်အဓိကထားပြီးဖော်ပြပေးနေတဲ့ SH ပေါ့နော် SH ကျွန်တော်တို့ခေါ်တာတော့မှုခင်းရှူတောင်းပေါ့ဗျာထားပါတော့เนาะဆိုတော့သူတို့ကသတင်းတပ်ပုံတွေပါနေအဒီတူထုတ်ပြန်တာမျိုးတော့ရှိတယ်အဲ့တော့သူဖမ်းမိပြီပေါ့နော်သူကအသက်36နှစ်သူ့ဖေကဦးသိန်းထွတ်ဆိုးပေါ့နော်သူ့နေအိမ်မှာပဲတွေ့ပြီးတော့ဖမ်းဆီးရမိခဲ့တယ်ပေါ့နော်ပြီးတော့အခုလက်ရှိမှာတော့ဟင်္သာမျိုးမှာရဲစခန်းမှာလို့သိရတယ်ဖြစ်စဉ်အသေးစိတ်နဲ့ပတ်သက်ပြီးဆက်လက်ထုတ်ပြန်စကားသားရဲတပ်ဖွဲ့ကနေပြီးတော့ဆက်လက်ထုတ်ပြန်သွားအောင်မယ်ဆိုလဲဆိုတာကိုလည်းပြောပြထားတယ်ကျွန်တော်တို့ဒီဟိုဒါမှုခင်းရှူတောင်းကနေပြီးတော့သူတို့ထုတ်ပြန်ထားတဲ့ဟာတွေအရာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့အဓိကဆိုလိုချင်တဲ့သဘောကဒီကာလကကျွန်တော်တို့ပြဿနာတွေအများကြီးရှိတယ်စိတ်ပိုင်းဆိုင်ရာ mental health ပေါ့နော် mental ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ issue တွေကျွန်တော်တို့အများကြီးရှိတယ်အများကြီးထိခိုက်တယ်ကျွန်တော်ဆိုလည်းတုံးလေးလက်ကောင်းပါပဲကျွန်တော်တို့လည်းသတင်းသမားတွေဆိုတော့လေကျွန်တော်တို့ကဆိုလဲဒီတော်လိုင်းအာနာသိန်းစားကစပြီးအခုချိန်ထိကျွန်တော်တို့စစ်ကောင်စီတပ်ရဲ့ဆက်ဆက်တပ်ဖြတ်ခံရတဲ့ပြည်သူတွေရဲ့ရုပ်အလောင်းတွေကိုကျွန်တော်တို့ဒီဗလာမကျွန်တော်လက်ထက်ရောက်မှာဗလာတာဟုတ်နော်ဆိုဒီရုပ်တံတွေဒီ Facebook community standard နဲ့မညီမဲ့ဟာတွေကိုကျွန်တော်တို့ကပြန်ပြီးပြင်ဆင်တီးဖြတ်ရတာမျိုးတွေရှိတဲ့အခါကျတော့ကျွန်တော်တို့အများကြီးကြည်လာတယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်လည်းစိတ်ပိုင်းဆိုင်ရာကဒီကာလမှာအတော်ကြီးထိခိုက်နေတဲ့အနေအထားရှိတယ်ပေါ့နော်ဆိုတော့ဆိုလိုချင်တဲ့သဘောကလူတွေကခုနလိုဒီအမဖြစ်စဉ်ကို
ကြည့်ရမယ်ဆိုတော်တော်လေးတနာဖို့ကောင်းတယ်ပေါ့နော်ဟိုရက်ဆက်ကိုတက်ခံရတဲ့အပြင်ဟိုဒီ body ပေါ့ဗျာနော်တေဆုံးသူရဲ့ဒီခန္ဓာကိုယ်ရုပ်လောင်းကိုပါတော်တော်လူမန်းသူမှန်းမသိလောက်အောင်ခုတ်ချက်ကလေးငက်ကလေးခုတ်ပြီးတော့လှုပ်သွားတယ်ဆိုတာတော့ဒါဟိုခံရတဲ့လူဘက်ကလည်းတော်တော်ဟိုတနာဖို့ကောင်းပါတယ်နော်ဟိုလှုပ်သွားတဲ့လူကလည်းတော်တော်ရက်ဆက်လှုပ်တာဆိုတော့ဟိုဆိုလိုချင်တဲ့သဘောကဒီကာလမှာလူတွေကတယောက်နဲ့တယောက်ဘာမှမသိကြတဲ့ပြဿနာတော့ဖြစ်နေတယ်နော်ဟိုကျွန်တော်တို့ဆိုလဲဒီတိုင်းပဲအပေါင်းအသင်းပေါင်းတာဒါပေါင်းတတိထားပြီးပေါင်းနေရတဲ့အနေအထားရှိတယ်ပေါ့နော်လူတွေကအကုန်လုံးဟိုဘူဟောင်းနေလူဖြစ်နေတာစာဝင်နေကြက်တဲတွေရှိတယ်တစ်ဖက်ကနေဆေးရနာရှင်ကနေပြီးတော့ဟိုနှိတ်ကွတာတွေရှိတယ်ဖိနှိတ်တာတွေရှိတယ်လူမျိုးစီးပွားရေးပဲပေါ့ဗျာเนาะအကုန်လုံးဒါပြည်တွင်းမှာပဲရှိပြည်ပမှာပဲရှိပြည်ပမှာရှိတဲ့လူတွေလည်းလက်ခါတန်ယုံတွေကနေပြီးတော့ဟိုနှိတ်ကွတဲ့တန်တွေခံနေရတာပဲပေါ့လေเนาะဆိုလိုချင်တဲ့သဘောကတယောက်နဲ့တယောက်ဟိုအဆင်မပြေဘူးဆိုလို့ရှိရင်ဟိုဒီမပေါင်းညမသိညတာပဲကောင်းတယ်ပေါ့နော်ဆိုလို့ကျွန်တော်တို့တေတဲ့လူကိုလည်းကျွန်တော်အပြစ်ပြောတာမဟုတ်ဘူးဟိုတေတဲ့လူတော့ကိုလည်းကျွန်တော်အပြစ်ပြောတာမဟုတ်ဘူးဘယ်သူ့လူမှလည်းကျွန်တော်အပြစ်ပြောတာမဟုတ်ဘူးတတ်တဲ့လူကတော့တော်တော်ရဲဆက်တက်သွားတယ်အဲ့တော့ဆိုလို့ချင်းတဲ့သဘောသတိထားကြဖို့ပေါ့နော်သတိထားကြဖို့တယောက်နဲ့တယောက်ပေါင်းတဲ့အခါတယောက်နဲ့တယောက်ဟိုအတူတူနေကြထိုင်ကြတဲ့အခါပေါ့နော်ဟိုဒီကာလမှာအများကြီးသတိထားကြဖို့ကျွန်တော်ကြံပေးချင်ပါတယ်ဟိုကြားတဲ့ကနေပြီးတော့အခုတော့ဒီလူအောင်ပေကောအောင်ပြေဦးမိသွားပြီလို့သိရတယ်ထပ်ပြီးတော့ဒီလိုမှုခင်းမျိုးတွေဒီလိုဖြစ်ဆိုးမျိုးတွေနဲ့လည်းကျွန်တော်မြန်မာနိုင်ငံသားတွေမကြုံရပါသေးနဲ့လို့ကျွန်တော်ဆူတောင်းရင်းနဲ့ဒီသတင်းသုံးသက်ချက်ပြောကြားမှုကိုကျွန်တော်ညီကုန်းချုပ်လိုက်ပါခင်ဗျဟုတ်